လူတိုင်းမှာတနေ့အချိန်ကြရင်သူတို့တွေးဆုံပတ်သက်ရမယ့်လူတယောက်ရှိပြီးသားလို့ကျွန်တော်ထင်တယ်။ကဲကြမ္မာကြိုတင်သတ်မှတ်ပေးထားတာမျိုးပေါ့။ကျွန်တော်ဥတီချက်မတူပဲသွားနေတဲ့မင်းချောင်းတွေဆိုပါစို့အမတ်တစ်ခုမှာနောက်ထပ်မင်းချောင်းတစ်ခုနဲ့ထပ်တူကြပြီးလားဆိုတော့တိကျတဲ့အတိုင်းပဲလိုအပ်တယ်ကျွန်တော်လာပို့တိုက်သွားတဲ့မင်းချောင်းလေးတစ်ခုကသူ့ပေါ့သူနဲ့စုံမက်တစ်ခုမှတူဆုံနိုင်မှုတိုင်မင်ကိုစောင့်နေရတာကြာပြီဒါမဲ့ကန်တရားကျွန်တော်ကိုကြည်စေရတာသဘောကျတယ်တင်တယ်သူနဲ့ဆုံလိုက်တိုင်းကျွန်တော်ဘက်ကအမြဲတမ်းချစ်တလန့်နောက်ကျနေခဲ့တယ်ကျွန်တော်နှစ်ယောက်ကြားတိုင်မယ်ကိုဘယ်တော့မှရှာတွေ့နိုင်မလဲ It's not just about clothes. It's also about feelings. Wear your feelings, wear your confidence, and create memorable moments. Renee Matthias.